Easter လို့ပြောတဲ့အခါမှာကျွန်တော်တို့တွေပွဲတော်တစ်ခုအနေနဲ့လူတွေကကျင်းပကြတယ်အဲ့ဒါဟုတ်သလား Easter လို့ပြောတဲ့အခါမှာလေလူတွေကလေ celebration ပေါ့ပွဲတော်တစ်ခုအနေနဲ့ကျင်းပကြတယ်ဟုတ်တယ်နော်ကျွန်တော်မေးတယ်မျိုးကနေနဲ့ရှုပ်သွားလားမသိဥပမာအနေနဲ့ Christmas လို့မျိုးပေါ့Christmas also we celebrate right နော်ဆိုတချို့ဆိုလို့ရှိရင် Good Friday တောင်မှအဲ့လောက်ကြီးမဟုတ်ဘူးဒါပေမဲ့ Easter ကိုပို့ပြီးတော့လုပ်ကြတယ် Why are we celebrating Easter နော်ဟုတ်တာပေါ့ကျွန်တော်ခုနကလည်းကျွန်တော်တို့တခြင်းနေနဲ့ချီးမွမ်းသွားကြတယ်လေနော်ယေရှုခရစ်တော်ထမြောက်ခြင်းဝမ်းမြောက်စရာလားဟုတ်တာပေါ့ it's a joyful occasion joyful moment နော် but why အဲ့ဒါလေးကိုကျွန်တော်တို့စဉ်းစားဆင်ခြင်မှုဖြစ်တယ်လို့ဒီနေ့မေးခွန်းလေး၃ခုကိုကျွန်တော်တို့စဉ်းစားစီခြင်းတယ် the first question ကဘာလဲဆိုလို့ရှိရင် gospel လို့ခေါ်တဲ့ဧဝံဂေလိတရားအဲ့ဒီဧဝံဂေလိတရားမှာခရစ်တော်ရဲ့အသေးခံခြင်းကိုပဲယုံကြည်ပြီးတော့ရှင်ပြန်ထမြောက်ခြင်း resurrection ကိုခြံထားခဲ့လို့ရလားဆိုတဲ့မေးခွန်း can we leave out the resurrection in the gospel okay the first question second question ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ယုံကြည်သူတွေအတွက်အဲ့ဒီယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်း resurrection ကဘယ်လောက်ထိအရေးကြီးတယ်လဲ is it important or no resurrection also okay he already died for us and that's the second question third question ကဘာလဲဆိုလို့ရှိရင်အဲ့ဒီခရစ်တော်ရဲ့ထမြောက်ခြင်းကကျွန်တော်တို့ယုံကြည်သူတယောက်စီတိုင်းရဲ့အသက်တာကိုဘယ်လိုမျိုးပြောင်းလဲမှုကိုဖြစ်စေလဲ How does that resurrection change your life and my life? And these three questions. Okay? So အဲ့ဒါလေးကိုကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်ကိုကျွန်တော်ကြည့်ပြီးတော့ဆင်ခြင်ဖို့ဖြစ်တယ်လို့ဒီမှာကျမ်းစာလေးထိုးပေးလို့ရလားထိုးပေးရနော်ဒီနေ့ text ကတော့ဒါ main text ကတော့ကျွန်တော်တို့ဒါ1 Corinthians ပေါ့နော်ကိုရိန္သုဝါစာပထမဆုံးခန်းကြီး15အငယ်1ကနေ4ကိုကျွန်တော်တို့တစ်ချက်လေးအရင်ဆုံးကြည့်ဖို့ဖြစ်ပါတယ်လို့နော်တွေးလို့ရှင်ကျွန်တော်အတူတူဖတ်ကြရအောင်ညီကိုတို့ငါသည်သင်တို့အားဟောပြောဘူးသည်နှင့်အညီသင်တို့သည်ခံယူ၍မိဝဲစိကတ်သောဧဝံဂေလိတရားကိုသင်တို့အားတဖန်ငါကြားလိုက်၏အထက်ကငါဟောပြောသည့်အကြောင်းများကိုသင်တို့သည်အကျိုးမဲ့မယုံဘဲစိတ်ဆွဲလန်းလျင်ထိုဧဝံဂေလိတရားအားဖြင့်ကယ်တင်တော်မူခြင်းသို့ရောက်ကြ၏ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရှေးဥစွာအပ်ပေးသောအကြောင်းအရာဟုမူကားခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တကြိုပြီးမှကျမ်းစာလာသည့်အတိုင်းသုံးရက်မြောက်သောနေ့၌ထမြောက်တော်မူ၏ယေရှုတင်ပါတယ်ကိုရိန္သုအသင်းတော်ကိုရေးထားတဲ့စာနော် First Corinthians အခုနကျွန်တော်တို့ဖတ်သွားတဲ့ကျမ်းပိုက်ကအခန်းကြီး15အငယ်1ကနေလေးကိုဖတ်သွားတယ်ကိုရိန္သုအသင်းတော်ဆိုတာကပြဿနာပေါင်းများစွာရှိတဲ့အသင်းတော်ဖြစ်တယ်ဒါသူဒီစာကိုရှင်ပေါလုရေးတယ်ဆိုတဲ့အခါမှာနော်သူတို့အသင်းတော်ထဲမှာပုဂ္ဂိုလ်ဇွဲတွေနဲ့ရှင်ပြိုင်မှုအချင်းချင်းနော်နင့်ဆရာငါဆရာပေါ့နော်လိုမျိုးပြိုင်ဆိုင်မှုတွေရှိတယ်သူတို့အသင်းတော်ထဲမှာအသွေးသားတတ်မှတ်ခြင်းတွေနဲ့ဇာတိနဲ့လုံးပန်းနေရတဲ့ဖွဲ့တွေလည်းရှိတယ်နော်အပြင်လူတွေအပြင်လောကသားတွေမှာတော့မရှိတဲ့ဒီအသွေးသားပြဿနာကိစ္စတွေသူတို့စီမှာရှိနေတယ်သူတို့အသင်းတော်ထဲမှာမှားယွင်းတဲ့ကိုးကွယ်မှုတွေလဲရှိနေပြန်တယ်သူတို့အသင်းတော်ထဲမှာဝိညာဉ်စုကျေးဇူးဆိုတာကိုအလွန်တန်ဖိုးထားပြီးတော့နင့်စုကျေးဇူးငါစုကျေးဇူးဘယ်သူပိုသားလဲပေါ့ဒီလိုရှင်ပြိုင်မှုတွေလည်းရှိနေပြန်တယ်ကိုရိန္သုအသင်းတော်ထဲမှာရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ resurrection ကိုမယုံတဲ့သူတွေလည်းရှိနေပြန်တယ်တဲ့it's a quite unique church isn't it အဲ့ဒီအသင်းတော်ကိုရှင်ပေါလုကဒီကိုရိန္သုအား First Corinthians ကိုသူအရင်ရေးတာဖြစ်တယ်ဆိုတော့
ဒီပုဂ္ဂိုလ်တွေအပေါ်ယံကြည့်လို့ရှင်တော့ဝိညာဉ်ကြီးကမှရေးလဲနိုးထနေတဲ့ဖွဲ့တွေပေါ့နော်အဲဒီလိုမြင်ရတယ်ငါဆရာသူ့ဆရာပေါ့နော်ငါတော့ဖြင့်ဘယ်ဆရာနာကိုငါတို့ကလိုက်တာဟေးစားဆိုရင်အပြိုင်ဆိုင်လောက်ကြတာတချို့တွေကငါတို့ကယေရှုတစ်ဖက်တောင်လှုပ်လိုက်သေးတယ်လူနောက်လိုက်တာမဟုတ်ငါတို့ကခရစ်တော်ကိုယ်တိုင်နောက်ကိုလိုက်တာစားသဖြင့်ပေါ့ဒါပေမဲ့ထဲထဲမှာပါလဲဆိုလို့ရှင်အပြိုင်ဆိုင်တွေနဲ့ကြီးပဲနော်ဆိုတော့အပေါ်ယံအနေနဲ့ဆိုလို့ရှင်တော့ဒါနိုးထားတဲ့လူတက်ကြွတဲ့သူတွေလို့ထင်ကြတာပေါ့ဒါပေမဲ့စုကျေးဇူးဆိုရင်သူများတဲ့ပိုသားတာကိုသူတို့ကလိုချင်ကြတဲ့သူတွေဖြစ်တယ်နော်အကြီးဆုံးပြဿနာကတော့သူတို့စီမှာတကယ့်ကိုအဓိကယုံကြည်သူတယောက်အတွက်အရေးကြီးတဲ့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုအလေးမထားတာကိုတွေ့ရတယ်ဆိုတော့အခန်းကြီး1 First Corinthians အခန်းကြီး1ကနေစာဖတ်လာလို့ရှင်1နဲ့3 4 5 6 9 10 11 12 13 14အဲ့ဒီမှာသူတို့မှာရှိတဲ့ disorder တွေအကြောင်းတွေပြောနေရတယ်ရှင်ပေါလုက then when he reached to chapter 15တကယ်ကို Christianity ယုံကြည်သူတယောက်ရဲ့အသက်တာထဲမှာမရှိမဖြစ်လိုအပ်တဲ့အဲ့ဒီ resurrection အကြောင်းကိုသူပြောတော့တယ်အဲ့ဟောစရာကောင်းတယ်နော်သူတို့စီမှာအဲ့ဒီ resurrection ကိုမယုံတဲ့သူတောင်ရှိတယ်တဲ့ဒါအသင်းတော်နော်အသင်းတော်ဆိုတော့ဒါလေးကိုကျွန်တော်နားလည်ရဆိုတော့အခန်းကြီး15ဟာ climax လို့လည်းပြောလို့ရတယ် First Corinthians အနေနဲ့ဒါကိုကျွန်တော်ဒီနေ့ resurrection Sunday မှာဆင်ခြင်ခွင့်ရတယ်ဒါဂျေဇုတော်ပါပဲနော်ဆိုတော့ number 1မေးခွန်းလေးကအေဝံဂေလိတရားမှာခရစ်တော်ရဲ့အသေးခံခြင်းကိုပဲယုံကြည်လက်ခံပြီးတော့အဲ့ဒီခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကျွန်တော်ခြံထားခဲ့လို့ရလား Can we live it out ဆိုတဲ့ question လေးကျွန်တော်ယုံကြည်သူတယောက်စီတိုင်းအဲ့ဒီကောရိန္သုအသင်းတော်အပါဝင်ပေါ့နော်ယုံကြည်သူတယောက်စီတိုင်းဟာအေဝံဂေလိတရားအပြင်ကယ်တင်ခြင်းကိုရခဲ့ကြတာဖြစ်တယ်ဒီမှာထိတ်မှာခေါင်းစည်းမှာရေးထားတယ် Ye must be born again ဆိုပြီးတော့နော်အသင်းတော်အသင်းTo be born again, you need the gospel. We need the gospel. ဧဝံဂေလိတရားကိုကြားပြီးတော့မှကျွန်တော်ယုံကြည်လက်ခံပြီးတော့ born again ဖြစ်တာဖြစ်တယ်။ So အဲ့ဒီကျွန်တော်တို့ယုံကြည်သူတယောက်ဖြစ်လာဖို့အတွက် born again တယောက်ဖြစ်လာဖို့အတွက်အခြေခံကြတဲ့ဧဝံဂေလိတရားဟာစစ်မှန်ဖို့လိုတယ်ဆိုတော့နားလည်ရတယ်။ It must be a true gospel. Cannot be a false gospel. ဆိုတော့ရှင်ပေါလုကဧဝံဂေလိရဲ့ definition လို့ပဲပြောမလားပေါ့နော်။ तू အဲ့ဒါအခန်းကြီး15အငယ်1ကနေ4တွင်မှာဖော်ပြထားခဲ့။ तू ဘယ်လိုပြောလဲဆိုလို့ရှိရင်ငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းတဲ့။ तू ကိုယ်တိုင်ကအဲ့ဒါကိုခံယူတာနော်။ဧဝံဂေလိတရားကိုသင်တို့အားရှေးဥစွာအပ်ပေးသောအကြောင်းအရာဟုမူကားမင်းတို့ကိုငါပြောခဲ့ပြီးသွားပြီ I have told you before about this gospel ဘာပြောလဲခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တဲ့according to the scriptures ဖယားသခင်ရဲ့ငကိုရှေးမစွာကတည်းကရှိခဲ့တဲ့အကြံစီလို့ဆိုလိုတာဖြစ်တယ် is already prophets တွေကလည်းအားလုံးပြောခဲ့ပြီးသွားပြီဒါတွေဖြစ်လာမယ်ဆိုတော့ကျမ်းစာလာသည့်အတိုင်းငါတို့အဖြစ်ကြောင့်သိခံတော်မူ၏တဲ့တကြိုပြီးမှကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့၌ထားမြောက်တော်မူ၏တဲ့နှစ်ချက်ကိုဒီမှာတွေ့ရတယ်နော်ငါတို့အဖြစ်ကြောင့်အသေးခံတယ်၃ရက်မြောက်သောနေ့၌ထားမြောက်တယ်ဆိုတော့ဧဝံဂေလိတရားကိုကြည့်တဲ့အခါမှာအသေးခံခြင်းတစ်ခုတည်းလား No it's only the first half of the gospel ရှင်ပြန်ထမြောက်ခြင်းဟာ the gospel မှာပါနေတယ်ဆိုတော့ဒီနေ့ကောရိန္သုကိုကျွန်တော်လေ့လာကြည့်လို့ရှိရင်နားလည်ရတယ်နော်ဆိုတော့အများသောအားဖြင့်တော့ကျွန်တော်တို့ယုံကြည်သူတွေက gospel ပြောလို့ရှိရင်ဘယ်ပိုင်းကိုအလေးထားပြီးပြောကြလဲဟုတ်တယ်ကားတိုင်းအသေးခံခြင်းငါတို့အပြစ်သားတွေဖြစ်တယ်ယေရှုခရစ်တော်ငါတို့အပြစ်အားလုံးကိုကားတိုင်းမှာယူဆောင်သွားပေးတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကအဓိကပြောကြနင်တာကိုယုံကြည်လက်ခံလို့ရှိရင်ကယ်တင်ခြင်းရတယ် Is it wrong? No, it is not wrong. It is not wrong. It is true. But it is not finished yet. There's another step to go. ဒါလေးကိုနားလည်လို့ရတယ်ဆိုတော့ကျွန်တော်တို့စဉ်းစားကြည့်နော်ခရစ်တော်ဟာငါတို့အပြစ်အားလုံးအတွက်ကားတိုင်းပေါ်မှာအသက်ပေးပြီးကယ်တင်သွားတယ်ဆိုတော့ကိုကျွန်တော်တို့လက်ခံလို့ရှိရင်တကယ်ယုံကြည်လို့ရှိရင်
ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ဘူးဆိုလို့ရှိရင်အဲ့ဒီကားတိုင်းပေါ်မှာအသက်ပေးတဲ့ဟာဘာဖြစ်သွားမလဲ It will be wasted. It will be wasted. Why? ရှင်ဘောလူကဒီလိုပြောထားတယ်အခန်းငယ်16ကိုကျွန်တော်ဆက်သွားလို့ရလားမသိနော်ဇက်တိုက်ထိုးသွားလို့ရလားနော်ဒါတိကော15အခန်းကြီး15အငယ်16မှာကျွန်တော်ဖတ်ပြလိုက်မယ်နော်ခရစ်တော်သည်ထားမြောက်တော်မမူလျင်တဲ့ if Christ never resurrected ပေါ့နော်သင်တို့သည်ယုံကြည်တော်လဲအကျိုးမရှိတဲ့ယုံကြည်တော်လဲအကျိုးမရှိနေ့မှနေဘယ် gospel ကိုပဲယုံအကျိုးမရှိဘူး it is in vain ဒုစရိုက်အပြစ်အောက်၌ရှိကြသေး၏တဲ့ဒီလိုမျိုးရှိတယ်နော်ဆိုတော့ခရစ်တော်ကိုယုံကြည်ခြင်းလို့ပြောတဲ့အခါမှာ gospel ကိုကျွန်တော်တို့ယုံကြည်ပြီးတော့အသက်တာကကယ်တင်ခြင်းကိုရတယ်ဆိုတဲ့အခါမှာဧဝံဂေလိတရားလို့ပြောတဲ့အခါမှာခရစ်တော်ဟာကျွန်တော်တို့အသေးခံခဲ့တယ်သင်တို့အသေးခံခဲ့တယ်ဆိုတာတခုတည်းမဟုတ်ဘူးဆိုတာကိုနားလည်ရတယ်ခရစ်တော်ဟာသင်အတွက်ရှင်ပြန်ထမြောက်ခဲ့တာလဲပါဝင်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့နားလည်ခံယူဖို့ဖြစ်တယ်လို့ဆိုတော့ဒီဒုတိယပိုင်းရှင်ပြန်ထမြောက်ခြင်းပိုင်းကအရေးကြီးတယ်ဆိုတာကိုနားလည်ရရတယ်။ဘာကြောင့်လဲဆိုတော့ခရစ်တော်ထမြောက်ခြင်းမရှိလို့ရှင် we are stay under sin ကျွန်တော်အပြစ်လုပ်ဖို့တဲ့ယေရှုခရစ်တော်ကားတိုင်းပေါ်တတ်တာမလားဟုတ်တယ်နော်အသိခံတယ်လေ if there is no resurrection we are still under sin that's why resurrection is crucial in the gospel ဒါလေးကိုနားလည်လို့ရတယ်အရန်ကိုအရေးကြီးတယ်ဆိုတော့နားလည်လို့ရတယ်ဒါကြောင့်မို့ဧဝံဂေလိတရားပြောတဲ့အခါမှာဧဝံဂေလိတရားလို့ဆိုတဲ့အခါမှာ if we say the gospel we cannot leave out the resurrection ဒါလေးကိုနားလည်ဖို့ဖြစ်တယ်လို့ဆိုတော့ဒုတိယမိဂုံအနေနဲ့ကတော့ကျွန်တော်ယုံကြည်သူတွေတယောက်တော့ဒါဆိုလို့ရှိရင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကဘယ်လောက်အရေးကြီးသလဲပေါ့ how crucial it is how important it is နော်ဒါလေးကိုကျွန်တော်ကြည့်ဖို့ဖြစ်တယ်ဆိုတော့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းလို့ပြောတဲ့အခါမှာဘုရားသခင်ဘက်ကခရစ်တော်ရဲ့ပေးဆက်ခြင်းအပြစ်ကြွေးတွေအားလုံးကိုစပ်ပေးခြင်းကိုလက်ခံတယ်ဆိုတဲ့အဓိကသက်သေဖြစ်တယ်အဲ့ဒါ resurrection okay နော်ပြန်ပြောမယ်နော်ဘုရားသခင်ဘက်ကခရစ်တော်ပေးဆက်ခဲ့တဲ့အရာအပြစ်ကြွေးတွေအားလုံးစပ်ပေးတဲ့အရာတွေအားလုံးကိုလက်ခံတယ်ဆိုတဲ့အဓိကသက်သေဟာအဲ့ဒီ resurrection ဖြစ်နေတာဆိုတော့ကားတိုင်းပေါ်မှာခရစ်တော်ကပြောတယ် it is finished အမှုပြီးပြီလို့ပြောတယ်ဆိုတော့ခရစ်တော်ရှင်ပြန်ထမြောက်တဲ့ခါမှာတော့ဘုရားသခင်ကပြောလဲ it is accepted ဒီလိုမျိုးပြောတာဖြစ်တယ် that's why ကျွန်တော်တို့ခရစ်တော်ရဲ့ crucifixion เนาะကားတိုင်းပေါ်မှာအသေးခံခြင်းနဲ့အတူရှင်ပြန်ထမြောက်ခြင်း the whole gospel package ဖြစ်နေတာ because ဒီဘက်ကပေးလိုက်ပြီခရစ်တော်ကဒီဘက်ကခမည်းတော်က yes I accept your payment how does it show how proof by the resurrection ဒါလေးကိုကျွန်တော်တို့နားလည်ဖို့ဖြစ်တယ် that is how important it is ဆိုတော့ရှင်ပေါလုကယောမဩဝါဒစာအခန်းကြီး4အငယ်25ထဲမှာဘယ်လိုမျိုးထပ်ပြောလဲဆိုလို့ရှိရင်ထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနှံခြင်းကိုခံတော်မူ၏ငါတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းထမြောက်တော်မူ၏တဲ့ what this one is very clear isn't it နော်တစ်ခါထပ်ပတ်ပြီနော်ထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနှံခြင်းကိုခံတော်မူ၏အဲ့ဒါ first part ကိုပြောတာ second part ငါတို့သည်ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်းထမြောက်တော်မူ၏တဲ့အဲ့ဒါကယောမဩဝါဒစာအခန်းကြီး4အငယ်25မှာဒါဆိုလို့ရှိရင်ကျွန်တော်ယုံကြည်သူတွေကဘုရားခင်ရှေ့မှာ righteous လို့ပြောတဲ့အခါမှာဘုရားခင်ရှေ့မှာ holy ဖြစ်တယ်လို့ပြောတဲ့အခါမှာဘာကြောင့်လဲဆိုလို့ရှိရင်ယေရှုခရစ်တော်ထမြောက်တဲ့ကြောင့်ဖြစ်တယ်လို့နားလည်လို့ရတယ်ဘုရားသခင်ဘက်ကခရစ်တော်ရဲ့ပေးဆက်ခြင်းကိုလက်ခံခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘုရားသခင်ရှေ့မှာ yes we become righteous ဒါလေးကိုရှင်ပေါလုကရှင်းပြနေတာဖြစ်ပါတယ်နော်ဆိုတော့ဒီချက်ကဘာကိုညွှန်ပြနေလဲဆိုလို့ရှိရင်ခရစ်တော်သာထမြောက်ခြင်းမရှိခဲ့လို့ရှိရင်သူကားတိုင်းပေါ်မှာပေးခဲ့တာဘုရားသခင်လက်ခံလားမလက်ခံလားမသိကြအောင်ဒီလိုမျိုးဆိုလိုတာဖြစ်တယ် now because Christ has risen resurrected it is sure that God accepted the payment
ဒါလေးကိုနားလဲရတယ်ဒါဆိုကျွန်တော်တို့အပြစ်ကလုံးဝလွတ်ပြီဆိုလားတေးကြလားတေးကြတာပေါ့ဘာကိုတက်သေးပြလဲခရစ်တော်ရှင်ပြန်ထမြောက်တယ်လေ that is ဒီတဲ့ကြီးမားတဲ့တက်သေးမရှိတော့ဒီလိုမျိုးနားလဲရတယ်နော်ဆိုတော့ကားတိုင်းဆိုတာအကယ်၍သာယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခဲ့ခြင်းမရှိခဲ့လို့ရှိရင်ကားတိုင်းဆိုတာအောင်မြင်ခြင်းမဟုတ်ပဲသူကရှုံးနေခြင်းတက်ဖြစ်တယ်ဘာသူအဲ့မှာပဲကေဆုံးသွားတာ哦ဒါလေးကိုနားလဲရတယ်ဆိုတော့ဒါကြောင့်မလို့ယုံကြည်သူတယောက်တည်းရှင်ပြန်ထမြောက်ခြင်းကအရေးကြီးလားခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကယုံကြည်သူတယောက်တည်းတကယ်ကိုအရေးကြီးတယ်ဆိုတာနားလည်လို့ရတယ်ဘာကြောင့်လဲ that's a key the reason that we become righteous ဒါလေးကိုနားလည်ရဒါရှင်ပေါလုကကျွန်တော်တို့ကိုတမန်တရားအဖြစ်နားလည်စေတာဖြစ်တယ်ဆိုတော့ခရစ်တော်ရဲ့ထမြောက်ခြင်းကိုကျွန်တော်နားလည်သွားတဲ့အခါမှာအော်ယုံကြည်သူကဖခင်သခင်ရဲ့ခွင့်လွှတ်ခြင်းကိုတကယ်ကိုခံရပါလားဆိုတော့ကိုသိကြသွားတယ် we are sure နော်ဖခင်သခင်ရဲ့ရှေ့မှာ new creation အဖြစ်နဲ့ယက်တည်သွားနိုင်ခြင်းဟာအဲ့ဒီ resurrection ကြောင့်ဖြစ်တယ်ဆိုတော့လေကျွန်တော်တို့နားလည်ရတယ်လို့ဆိုတော့ဒါကြောင့်မလို့နော်အဲ့ဒီ new creation အနေနဲ့အသက်တာပေါ့နော်အသက်တာအသစ်နဲ့ယက်တည်ခြင်းလို့ပြောတဲ့အခါမှာအဲ့ဒီချက်ကကျွန်တော်တို့ယုံကြည်သူတယောက်ဟာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအပြင်ဘယ်လိုမျိုးပြောင်းလဲမှုကိုဖြစ်စေလဲဆိုတော့ကိုသူကဆက်ပြီးနားလည်သွားစေတယ် By the resurrection we become righteous and how does the resurrection changes our life ဒါလေးကိုကျွန်တော်တို့နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ဆက်လက်ပြီးဆင်ခြင်မှုဖြစ်ပါတယ်ကျွန်တော်တို့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့မှာအသက်တာအသစ်ဆိုတာစလို့မရအောင် we cannot start a new beginning life cannot it is impossible ခရစ်တော်ရဲ့ထမြောက်ခြင်းအပြင်ကျွန်တော်တို့ကအဲ့ဒီ new creation new life ဆိုတဲ့အရာကိုကျွန်တော်တို့ကစတင်ရတာဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့နှုတ်ဘတ်တော်အဖြစ်တွေ့ရတယ် okay ဆိုတော့ဧဝံဂေလိတရားအပြင်ခရစ်တော်ကိုယုံကြည်လက်ခံခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ကအပြစ်ကနေငါတို့အားလုံးလွတ်သွားပြီเนาะငါတို့အပြစ်အားလုံးခရစ်တော်ပေးချေပြီးပြီဆိုတာနဲ့ရပ်သွားတာမဟုတ်ဘူးသူကဘာကိုဆက်သွားလဲဆိုလို့ရှိရင် new creation အနေနဲ့ new life ကိုသူကဆက်သွားတော့တယ်အဲ့ဒါက the whole gospel ရဲ့ effect ဖြစ်တယ် okay เนาะငါတို့ရဲ့အပြစ်တွေအားလုံးခရစ်တော်လွတ်ပေးသွားပြီငါတို့ဘုရားခင်ရှေ့မှာအပြစ်ကင်းတဲ့သူဖြစ်သွားပြီအဲ့မှာလည်းသူမရပ်သွားဘူးIt continues to what? To a new life as a new creation. အဲ့ဒါကိုရှင်ပေါလုကဒီမှာပြောထားတယ်။ယောမဩဝါဒစာအခန်းကြီး6အငယ်4မှာဒါကိုကျွန်တော်ဖတ်ပေးမယ်နော်။ထို့ကြောင့်အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအဖြစ်ထိုသခင်နှင့်အတူတကြိုခြင်းကိုခံကြ၏။အကြောင်းမူကားခရစ်တော်သည်ခမည်းတော်ဤဘုံတကူအားဖြင့်သေခြင်းမှထမြောက်တော်မူသည်နိတုငါတို့သည်လည်းအသက်သောအသက်၌ကျင်လည်ရကြသတည်းခရစ်တော်သည်ခမည်းတော်ဤဘုံတကူအားဖြင့်သေခြင်းမှထမြောက်တော်မူသည်နိတုငါတို့သည်လည်းအသက်သောအသက်၌ကျင်လည်ရကြသတည်းကျွန်တော်တို့ယုံကြည်သူတော်တော်များများကလေကောင်းကင်နိုင်ငံဆိုတာကိုဘယ်လိုနားလဲဆိုလို့ရှိရင်ကျွန်တော်တို့လောကတွေကအသက်ထွက်သွားပြီးတော့မှရမယ်နေရလို့ကျွန်တော်နားလဲကြတယ် What do you think ကောင်းကင်ဆိုတာသေပြီးမှရောက်မှာလားတောင်ပေါ်ဒေသနာကိုကျွန်တော်တို့ဆင်ခြင်ခဲ့ကြဘူးလားတောင်ပေါ်ဒေသနာ Sermon on the Mount Matthew 5:6-7 is Sermon on the Mount ခရစ်တော်ကအဲ့မှာဘာကိုသင်ပေးလဲတပည့်တော်တွေကောင်းကင်နိုင်ငံတော်သားဖြစ်ခြင်းကြောင့်သင်ပေးတယ်စိတ်နှလုံးနှင်းချသောသူတို့သည်တဲ့မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံတော်ဖြစ်၏စပတ်သွားကြည့်လို့ရှိရင်လေခရစ်တော်ကအဲ့ဒီသူပြောနေတဲ့သူ့ရဲ့ first audience တွေကိုလေအဲ့ဒီသူပြောနေတဲ့အချက်တွေကကောင်းကင်မှာလှုပ်ဖို့အတွက်အသက်ရှင်ဖို့အတွက်ပြောနေရလားလောကမှာအသက်ရှင်ဖို့အတွက်ပြောနေလား What do you think သင်တို့ဒီဤလောကဤစားဖြစ်ကြ၏သင်တို့ဒီဤလောကဤအလင်းဖြစ်ကြ၏
ဖြောင့်မတ်ခြင်းတရားကြောင့်နှောက်ယှက်ညှင်းဆဲခြင်းကိုခံရသောအခါသင်တို့သည်မင်္ဂလာရှိကြ၏ Where does it happen? Is it in heaven or here? နောက်ဖြောင့်မတ်ခြင်းတရားကြောင့်နှောက်ယှက်ညှင်းဆဲခြင်းကိုခံရတာလေဘယ်မှာလဲဒီလောကမှာကျွန်တော်တို့အသင်းတော်မှာအခုကျွန်တော်တို့လူလပိုင်း young adult မိသားစုမှာကျွန်တော်တို့အဲ့ဒီ Kingdom of God ကိုကျွန်တော် Bible study လုပ်ကြတယ်ဒါလေးကတကယ်ကိုလေးနဲ့တည်းရဖြစ်ခရစ်တော်ကကျွန်တော်လောကကိုလာတဲ့ခါမှာတကယ်တမ်းကျတော့သူအဲ့ဒီဖျားခင်ကောင်းကင်နိုင်ငံအဲ့မှာကောင်းကင်နိုင်ငံတော်တည်လူနီးပြီဆိုတာဗတ္တိဇံဆရာယောဟန်လည်းပြောတယ်ခရစ်တော်လည်းပြောတယ်နော်ဒါကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့တကယ်ကိုလေးလေးနက်နက်နားလည်ခံယူစင်ကြင်တဲ့တကယ် topic ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်လာတာကကောင်းကင်နိုင်ငံတော်တည်ထောင်ဖို့လာတာဒါလေးကိုနားလည်ဖို့ဖြစ်တယ်ကောင်းကျမ်းစာကိုကြည့်လို့ရှိရင်အဲ့ဒီ kingdom theme ကကျွန်တော်တို့နေရာတိုင်းမှာတွေ့ရတယ်ဆိုတော့လို့ပြောတဲ့အခါမှာကျွန်တော်တို့အခုနပြောလို့ကျွန်တော်တို့ယုံကြည်သူတွေကတော့အော်ငါတို့သေပြီးမှကောင်းကင်ရောက်မှာပဲကွာနော်holiness ကလည်းကောင်းကင်မှာပေါ့နော်ငါတို့ဒီလောကမှာတော့ငါတို့ကအော်ငါတို့အပြစ်သားတွေပါပဲနော်ပြောလေငါတို့ကအပြစ်ကလွတ်ပြီးသွားပြီလဲပြောတယ်ငါတို့ကအပြစ်သားတွေပါပဲပေါ့နော်okay in short we don't know who we are we don't know our value that leads to confusion that how we should live in this world ရှင်ပြန်ထမြောက်ခြင်းတကူကကျွန်တော်တို့ကိုအဲ့ဒီအမြင်ကိုလုံးဝပြောင်းလဲသွားစေအဲ့ကြောင့်မ तू ကဘယ်လိုပြောလဲဆိုလို့အသက်သောအသက်၌ကျင်လေရကြတဲ့ it is in here in this life not after life in this life new life လို့ပြောတဲ့အခါမှာခရစ်တော်အားဖြင့်ကယ်တင်ခြင်းကိုခံရပြီးတော့ကားတိုင်ပေါ်မှာအသက်ပေးခြင်းအပြင်ကျွန်တော်အပြစ်အားလုံးကိုယူဆောင်သွားပြီးတဲ့ခါမှာ၃ရက်မြောက်တဲ့နေ့မှာယေရှုခရစ်တော်ရှင်ပြန်ထမြောက်တယ်ဆိုတာကကျွန်တော်တို့ကိုအဲ့ဒီလူဟောင်းနဲ့အရင်တုန်းကအချိန်လေးနဲ့စပ်ပြီးအသက်ရှင်ဖို့အတွက်ခရစ်တော်အသေးခံတာမဟုတ်ဘူး no it is not to live with new life အသက်တာတဲ့နဲ့ကျင်လည်ပြီးအသက်ရှင်ဖို့အတွက်ဖြစ်တယ်ဘယ်နှယောက်များအဲ့လိုအသက်တာတဲ့နဲ့အသက်ရှင်ခြင်းကြလဲAnyone? Hey? Oh Lord. တကယ်တမ်းကြောက်လေကျွန်တော်တို့ gospel မှာလေတကယ်တမ်းအတားအဆီးဖြစ်တာက80အရာဖြစ်တယ်လူတိုင်းကလေအဲ့ဝင်ကလေးတော့ပြောလို့ရှင်လေဟဲနင်းလေးသလားအဲ့ဖယားနင်းခေါ်ရင်ထုတယ်သလားနင်းလိုတာတောင်းရင်လည်းရတယ်နင်းအပြစ်တွေအားလုံးနဲ့ तू ပေးသွားတယ်နင်းသိငရဲမသွားတော့ yes ငါလိုချင်တာပေါ့အဲ့ဖယားဘယ်မှာလဲအဲ့ဒီလူတွေလက်ခံနေနော်အလကားရတာပဲအိုးဘာပေးရတာမှတ်လို့လဲဟုတ်တယ်မလားအခမသိထမင်းအောင်စားရသေးလေအလကားထမင်းကျွေးပြီးတရားဟောတာဒါပေမဲ့နင်းလေအဲ့ဒီကယ်တင်ရှင်ကိုကယ်တင်ရှင်ဖြစ်လက်ခံပြီးတဲ့နောက်မှာနေအရင်အတိုင်းအသက်ရှင်လို့မရဘူးအသက်တာအသစ်နဲ့အသက်ရှင်ရအောင်မယ် then who will want that အခုနလက်ထောင်ခိုင်းတာတော့မှမထောင်ကြတော့ that's reality isn't it အဲ့ကြောင့်ကျွန်တော်တို့ကလေ gospel လို့ပြောလို့ရှိရင်ပထမတစ်ပိုင်းကကျွန်တော်တို့လုံးဝအမွန်းတင်ပြီးတော့လေ the second part resurrection what does it mean to us we minus out we lay it low ငါတို့လာထမြောက်ခြင်းငါတို့လည်းတည်ပြီးလို့ရှိရင်တော့နောက်မှာတော့ကောင်းကင်ရွှေပြည်ပါညာပေါ့ no အဲ့ဒါကလာမယ်အဲ့ဒါက not yet okay kingdom ကိုကျွန်တော်တို့kingdom of God ကိုကျွန်တော်ဆင်ခြင်တဲ့အခါမှာ already နဲ့ not yet ဆိုတဲ့ idea နှစ်ခုရှိတယ် already ဆိုတာ kingdom is already here ဘာကြောင့်လဲဆိုခရစ်တော်လာပြီးသွားပြီဒါပေမဲ့ not yet ဆိုတာဘာလဲဆိုခရစ်တော်ဒုတိယအကြိမ်ပြန်ကြောက်လာမယ်အဲ့ဒီ kingdom consummation ကိုကျွန်တော်တို့စောင့်နေတာ we are waiting in the waiting period but we are waiting as a kingdom citizens ကျွန်တော်လောကသားအနေနဲ့စောင့်နေတာမဟုတ်ဘူးအသက်တာဟောင်းနဲ့စောင့်နေတာမဟုတ်ဘူးအသက်တာအသစ်နဲ့စောင့်နေတာအဲ့ဒါယုံကြည်သူ okay yeah ကျေးဇူးတင်ပါတယ်ဆိုတော့
ဒီနောက်ကဘက်ကျွန်တော်ကြားတဲ့ခါမှာလေကျွန်တော်စင်ကြမိတဲ့ခါမှာလေကျွန်တော်လည်းအရင်တော့ဒီဒါနဲ့ပတ်သက်ပြီးအများကြီးကျွန်တော်ဟိုစားလေဟိုနားမလဲခဲ့တာပဲဖြစ်ဖြစ်နော်မိခွန်းနဲ့ရှိခဲ့တယ်ဒါပေမဲ့ဒီနောက်ကဘက်တော့တကယ်တေချာပြန်စင်ကျင်တဲ့အခါမှာတကယ်နောက်ကဘက်တော့ကျွန်တော်တို့အလင်းပေးတယ်နော်အဲ့မှာအသက်တာထဲမှာအသက်ရှင်ဖို့အတွက်က we need the word of God သူရဲ့အလိုတော်အတိုင်းနားလည်ပြီးအသက်ရှင်ဖို့အတွက်ကနှုတ်ကပတ်တော်ကိုလိုအပ်တယ်ဆိုတော့ကိုနားလည်ရတယ်နော်ဆိုတော့အသက်တာအသင်းနဲ့အသက်ရှင်ဖို့အတွက်ခရစ်တော်ဟာကျွန်တော်တို့အတွက်ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတော့ကိုဒီနေ့နားလည်ဖို့ဖြစ်ပါတယ်ဆိုလိုတာခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဟာကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကိုလုံးဝ change ဖြစ်စေတာ whether you believe it or not it's already changed believe it or not that's your problem that's my problem but it's being done because သူကထမြောက်ပြီးသွားပြီလေဟဲ့မထမြောက်သေးနဲ့အောင်လည်းသွားပြောလို့မရအောင်ငါဒီတိုင်းလေးနေချင်သေးလို့မရဘူး he already been risen 2000 years ago ညီကောင်မတို့ဒါဆိုလို့ရှိရင်ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကျွန်တော်တို့ရဲ့အသက်တာကိုဘာလို့ပြောင်းလဲစီလဲငါဟာလူဟောင်းမဟုတ်တော့ဘူးပဲ that's the understanding biblical understanding okay that's ကျွန်တော်တို့ကလူသစ်ဖြစ်နေပြီဆိုတာကတကယ်နှုတ်ကပတ်တော်နဲ့အညီနားလည်ခြင်းဖြစ်တယ်အဲ့ဒီကနေမလျှော့နဲ့ we cannot အဲ့ရှော့လိုက်တာဖယားသခင်အလိုတော်မဟုတ်မင်းကလူသစ်ဖြစ်အောင်လုပ်ပေးပြီးပြီလေအားကြောင့်လို့ကောလောသဲကိုဖတ်ကြည့်လေဘာကြောင့်လို့အဲ့ဒီလူဟောင်းရဲ့ဟာတွေပြန်ဝတ်ချင်တာလဲဤဖတ်ရှင်ပေါလုရဲ့ဩဝါဒစာတွေကိုကျွန်တော်ကြည့်လို့ရှင် you are not supposed to live like that ကိုရိန္သုဒီတိုင်းပဲပြောတာပဲတေကော6မှာဆိုလို့ရှင်မင်းတို့တွေပြည့်ရစားနဲ့တော့မိဝဲနေတာမင်းတို့ခန္ဓာကိုယ်ကဘုရားခင်ဗိမာန်တော်ဖြစ်တယ်ဆိုမသိဘူးလားတဲ့ကျွန်တော်တို့ယုံကြည်သူဟာခရစ်တော်ရဲ့ခြေရာတော်တိုင်းအသက်ရှင်နေတယ်ဆိုတဲ့အခါမှာအဲ့ဒီliving Christ ကိုကျွန်တော်တို့ကသူ့ရဲ့ခြေရာတိုင်းအသက်ရှင်တာဖြစ်တယ် resurrected Christ ဒီလိုမျိုးလဲကျွန်တော်တို့ပြောလို့ရတယ်ဒီနေ့ကျွန်တော်ယုံကြည်တဲ့ခရစ်တော်ဟာအသက်ရှင်တဲ့ခရစ်တော်ဖြစ်တယ် if you truly believe in that that changes our life that should change our life ပြောနေပါယုံနာပေါ့ယုံလို့ပဲတနေ့တစ်ခါ Easter ရလုံနေကြတော့ but become just a norm we don't know the meaning the deep meaning of resurrection of Christ အဲ့ဒါစာရန်ရမ်းကြိုက်တာပေါ့နားမလည်လေးပူကြိုက်တယ်ပဲနေဟာလေးအပြစ်သားပါပဲနေဟာငကိုတွေကဒီတိုင်းမှာပဲကဲတင်ချင်းရပါလေဒီတိုင်းမထူးပါဘူးနေသေးပြီးတော့မှာပဲအဲ့လိုမျိုးနေဘယ်လိုမှလဲခရစ်တော်ပြောတယ်လောကရဲ့စာအလင်း how can we live သူများကိုကြည့်ပြီးတော့ငါတို့ကမှသူ့ထက်တောင်အကျင့်ကောင်းသေးတယ်အဲ့လိုမျိုးဖြစ်ကုန်တော့လေနော်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာကိုတကယ်ကို changes ဖြစ်တာကအဲ့ဒီခရစ်တော်ရဲ့ resurrection ဖြစ်တယ်။ဘာကြောင့်လဲကျွန်တော်ကိုဖြောင့်မတ်ခြင်းနဲ့ကိုပို့ပြီးသွားပြီအသက်တာအသက်တဲ့ကိုအသက်ရှင်ဖို့တော့ခရစ်တော်ကရှင်ပြန်ထမြောက်ပြီးသွားပြီ we need to believe that and we need to live it out ဒါကိုရှင်ပေါလုကပြောနေခြင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့တွေကစစ်မှန်တဲ့ဧဝံဂေလိတရားအပြင်တကယ်ကိုပြောင်းလဲတယ်ဆိုလို့ရှိရင်အဲ့အတွက်သက်သေရရှိရမယ်။ဒီလိုမျိုးလဲနားလဲရတယ်။အဲ့ဒီ changes ကကျွန်တော်စီမှာရှိရမယ်ဆိုတော့ကိုနားလဲရတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ခရစ်တော်ရဲ့ထမြောက်ခြင်းတကူတော့ဖြစ်အဲ့တကူကကျွန်တော်တို့ကို change ဖြစ်လိုက်စေတာ the power of the resurrection ကျွန်တော်တို့ကိုပြောင်းလဲသွားစေတယ်ဘယ်ကပြောင်းလဲစေတာလဲလူဟောင်းကနေတတဝါအသစ်ဖြစ်ကိုပြောင်းလဲစေတာဖြစ်တယ်ဇာတိလူကနေသူကဝိညာဉ်လူဖြစ်တယ် carnal man ကနေပြီးတော့ spiritual man ဖြစ်သွားတယ်သူကဒီလိုမျိုးနားလဲရပါတယ်လို့ဆိုတော့ဒီနေ့ resurrection day မှာငါယေရှုခရစ်တော်ကိုယုံကြည်တဲ့သူဒါပေမဲ့ဒါတွေငါမလုပ်နိုင်ဘူးငါမတတ်နိုင်ဘူးငါဒီတောင်းတော့ငါမကြော်နိုင်တော့ပါဘူးเนาะစုံစမ်းခြင်းတွေကလည်းငါဘလို့မှမကြော်နိုင်ပါ तू ကတော့ဖယားသူကြော်နိုင်မှာပေါ့ no such thing no such thing ဒီနေ့ယုံကြည်သူအသက်ရှင်ခြင်းကလည်းကျွန်တော်တို့ရဲ့တကိုးမှာအမိမပြုကျွန်တော်တို့ရဲ့ ability မှာအမိမပြုကျွန်တော်တို့ကယေရှုခရစ်တော်ရဲ့တကိုးမှာအမိပြုရတာဖြစ်တယ်ဒါလေးကိုနားလည်ဖို့ဖြစ်တယ်ခရစ်တော်ကငါအတွက်အသက်ပေးပြီးသွားပြီငါအပြစ်လွတ်သွားပြီဆိုတာကိုကျွန်တော်ယုံကြည်လို့ရှိရင်
ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကြောင့်ငါသည်အသက်တာအသက်မှာအသက်ရှင်နေသူဖြစ်တယ်ဆိုတာကိုယုံကြည်ပြီးတော့အဲ့တိုင်းအသက်ရှင်မှုဖြစ်တယ်ဒါဟာကျွန်တော်တို့ရှင်ပြန်ထမြောက်ခြင်းအပြင်ရတဲ့တကူဖြစ်ပါတယ်အခုခဏနေကြားရမယ်သခြင်းလေး Let the weak say I am strong Let the poor say I am rich Let the blind say I can see It's by the Lord has done in me Yeah, what the Lord has done in me. ယေရှုခရစ်တော်လုပ်ပေးခဲ့တဲ့အရာတွေကအဲ့ဒီအသွေးတော်နဲ့ကားတိုင်းပေါ်မှာကယ်တင်ခြင်း၃ရက်မြောက်တဲ့နေ့တကြိုပြီး၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခြင်းအပြင်ကျွန်တော်တို့ဟာအားနေတယ်လို့မပြောတော့ I am strong လို့ပြောလာတယ် Why? Not because of me. Because of Christ. He has risen. That's why I can say it. I am strong.I am poor in spirit. But because of Christ, I am rich. Before I was blind. Oh, a bit here, I'm blind. But now because of his resurrection, now I can see the new life, how to live. It's what the Lord has done in me. Jesus, I go chimon that. Sometimes I'm PJ chima 8 chin go. ဆရာမဝင်းမအောင်စီကနေကျွန်တော်တို့ကြားပြီးတော့သူကအသက်တာကိုဆင်ခြင်မှုဖြစ်ပါတယ်